ုန်းကြီးတို့တွေအတိတ်ကကုသိုလ်ကောင်းမှုရှိခဲ့သည့်အတွက်ကြောင့်အခုလူဘဝရရှိပြီးတော့လာကြတယ်အမှတ်တမဲ့မနေသေးကြဘူးလူဘဝရတယ်ဆိုတာအတိတ်ကကုသိုလ်ကောင်းမှုရဲ့အကျိုးအနေနဲ့ရလာတာဖြစ်တယ်ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုခံစားပြီးတော့အတိတ်ကိုမေ့ပြီးတော့ထားမယ်ကုသိုလ်တရားကိုမေ့ပြီးတော့ထားမယ်ဆိုရင်ဒီကုသိုလ်ကံစွမ်းအားတွေဟာတနေ့ကျတော့ကုန်သွားမှာနောက်ထပ်မဖြစ်ဘူးဆိုရင်ကုသိုလ်ကံစွမ်းအားတွေကုန်သွားပြီးတော့နောက်ဆုံးမှာကုသိုလ်တွေအရှိန်ကုန်တဲ့အခါမှာဖြစ်လာမှာကတော့အကုသိုလ်တွေပဲကုသိုလ်ကတားဆီးထားသည့်အတွက်ကြောင့်အကုသိုလ်တွေကအကျိုးမပေးနိုင်ဘူးဆိုပါစို့အဝတ္တမပူပြင်းတဲ့အရာဒီမှာပူပြင်းတဲ့နေရောင်ကိုတစ်ပင်ကနေပြီးတော့တားဆီးပေးထားသည့်အတွက်ကြောင့်တစ်ပင်အောက်ဝင်လိုက်လို့ရှိရင်အေးမြအဲ့ဒီတစ်ပင်ကြီးမရှိတော့ဘူးဆိုလို့ရှိရင်အပူခံရမှာအဲ့ဒါလိုပဲကုသိုလ်ကကုံသွားပြီဆိုလို့ရှိရင်အကုသိုလ်ဆိုတာတွေရောက်လာပြီဆိုရင်ဆင်းရဲဒုက္ခတွေကြုံရကြတယ်ဒါကြောင့်မို့လို့ကုသိုလ်ဟာသစ်ပင်နဲ့အလားတရံတူလို့ကုသိုလ်ပင်မျိုးစိုက်ပျိုးကြခြင်းလို့စိုက်ပျိုးဖို့လိုအပ်တယ်ဒါဖြင့်ကောင်းပြီကုသိုလ်လုပ်ချင်တယ်ဆိုတဲ့အခါဘယ်နေရာမှာကုသိုလ်လုပ်ကြမလဲစိုက်ပျိုးတယ်ဆိုတဲ့အနေအထားအားဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကုသိုလ်တွေစိုက်ပျိုးဖို့အတွက်အကောင်းဆုံးသောလယ်မြေတာဆိုတာတန်ခါပဲဖြစ်တယ်လို့အနုတ္တရံပုညခိတံလောကတ္တလောကရဲ့အကောင်းဆုံးလယ်မြေဟာတန်ခါပဲဖြစ်တယ်လို့ဆိုတာဟောထားခဲ့တာရှိတယ်ပေါ့ယံကာနုဘဝတောယက္ခဏိဝတ္တတိပိန္ဒနံယံမိဇေဝနုယုံဇံတောရတ္တိဝမတ္တံတိတောလူခံတုပတိသုတောသဗ္ဗပံကိစီနပတ္တိဧဝမာတိပုရုပေတံပရိတံတံပနာမဟိသသနသမကကရဏီယမတ္ထကုသလေနယန္တသန္တံဗတံအပိသမိသာဘေကောဥစုသာတုဟုစုသာတုဝသောသတ္တမုတုအနတိမာနီသန္တုတကောသာတုဘရောသာအပကိသောသာသံလဟုကဝတိသန္တိန္ဒရိယောသာနိဘကောသာအပကဘောကုလေသောနနုဂိတောနသကုဋ္ဌမာသရိစိယေနဝညုပရိဥပဝတေယောဒုက္ခိနောဝခေမိနောဝန္တုသဗ္ဗတတ္တာဘဝန္တုသုခိတတ္တာယေကိစီပါဏဗုတ္တိတတဝါသာဝရဝနဝသေတာဒီကဝါယေဝမန္တမေဇိမာရတကအနုကတုလာဒိဋ္ဌာဝါယေဝအဒိဋ္ဌယေဝဒုရေဝတံအဝိဒုရေဘုဒ္ဓဝသမ္မဝေတိဝသဗ္ဗတတ္တဘဝန္တုသုခိတတ္တာနဗရောပရဏိပုဂ္ဂိထနာတိမင်းကြီးတို့ရဲ့ဘဝဒုက္ခတွေကိုဖယ်ရှားနိုင်တယ်လို့ယာရောတနာပတိကသိညာနိယမေယတဒုက္ခမရှိယအာဒယတဏိယံဗုဒ္ဓမာယုကဧကဗုဒ္ဓမနုရတေဒုက္ခတွေကိုဖယ်ရှားခြင်းအကာအကွယ်ပေးခြင်းမာနတံဘာဝယေအပရိမာဏံဗုဒ္ဓံဒောဇာတိယံသာအာယယဇတံအဝိရမသပတ္တံနေရဲ့အပူဒဏ်ကိုသစ်ပင်ကကာကွယ်ပေးလိမ့်မယ်ဆိုတဲ့ရည်ချက်နဲ့သစ်ပင်အောက်ဝင်တယ်ဧတံတတိယဒိဋ္ဌိယာယမမိတံပူရာရမိတမဟုဒိဋ္ဌိသအနုပကမ္မအပူဒဏ်ကအကာအကွယ်ရပြီးတော့အိမ်မြချမ်းသာကြကာမေတုဝိနိယဒေတံနာဟိသတ္တံကမ္မတိယဆိုတဲ့အဓိပ္ပာယ်ကမေတ္တာသုတ်တံအာရောဂတထာယဝရကတုကာကွယ်ပေးတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ယထာယဝရကတုယံသာနုဘဝတောယက္ခဏိဝတ္တတိဆိုတာတော့သိဖို့လိုအပ်တယ်ပေါ့ယံမိဇေဝနုယုံဇံတောရတ္တိတိဝမတ္တံတိတောဘယ်လိုဒုက္ခံကုပတိသုတ်သောသဗ္ဗပံကိဉ္စီနပတ္တိဒီနေရာမှာဧဝမာတိကုနုပေတံပရိတံတံပနာမဟိဘုန်းကြီးတို့တွေနားလည်ဖို့လိုအပ်တယ်ရဏီယမတ္ထကုသလေနယန္တသန္တံဗတံအပိသမေသာေကောဥစုသာတုဥစုသာတုဝသောသတ္တမုဒုအနတ္တိမာနိဆိုးနေကြသန္တုတကောသာတုဘရောသာအပကိသောသာသံလဟုကဝုတ်တိ
တန်တိန္ဒရိယောသာနိဘဂောသအပကဘောကုလေသောနန္နုကေတောနာသခုဒ္ဓမဟာသရိစီ ခေါ်တာမမှန်ဘူး ယေနဝညုပရိဥပဝတေယောဒုခိနောဝခေမိနောဝန္တုသဗ္ဗတတ္တဘဝန္တုတုတိတတ္တယေကေစီပန္နဗုတ္တိတတဝါသာဝရဝနဝတေ အစည်းလို့ တာ အဓိပ္ပာယ်ရ ဒီကဝါယေဝမဟန္တမေစီမာရတကအနုကထုလာဒိဋ္ဌာဝါယေဝအဒိဋ္ဌယေဝဒုရေဝတံတိအဝိဒုရေ တမ္မ ဘုဒ္ဓ ည ဝတံမဝေသီဝသဗ္ဗတတ္တဘဝန္တုတုတိတတ္တနာဘရောပရဏိကုဗ္ဗိထနာတိမင်းကြီးထကတ္တစီနံကင်စီယာရောတနာပတိကတိညာနိညာမိယတဒုက္ခမရှိယမဟာဒယတဏိယံဗုဒ္ဓမာယတာဧကဗုဒ္ဓမနုရကေဧဝံပိသဗ္ဗ အမြင်ချင်းနဲ့တူရမယ်ကိုချင်းတိလာခြင်းနဲ့တူတယ် ဩဒံဒောဇာတိ အမြင်ချင်းတူကိုချင်းတိလာခြင်းတူတဲ့ပုဂ္ဂိုလ်တွေရဲ့အဖွဲ့အစည်းကို ဒိဋ္ဌံကရဏိသိနောဝတယနောယာဝတ္တဝိ အဲ့ဒီ တ တ ံ န်ခါ တော ဟာ ဧတံကတိဒိဋ္ဌိယဗျမမေတံဥရရမိဓမ္မာဟုဒိဋ္ဌိဉ္ဇာနုပကမ္မတိသံပန္နောကာမေ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဘုရားဖြစ်သို့ရောက်တဲ့အခါ ကမ္ဘာ မှာ တေယပုဏ္ဏရေ ပထမဆုံးသာသ မေတ္ နာ တာ ဝ သု င်း တံ လာ အာ ရှင် ရော ဘု ကြ ရား ထာယဝရကတု တူဦးလည်းပဲ မေ ရှိ တ္တာ သေးတယ် သုတံနိရံတရာယထာယဝရကတုအခြေမရှိသောတတ္တဝါ မထေတို့ အခြေနှစ်ကြောင့်ရှိသောတတ္တဝါ မထေအတ္တ အခြေလေးကြောင့်ရှိသောတတ္တဝါအခြေများစွာရှိသောတတ္တဝါတို့ကိုမေတ္တာဖြန့်ဝေ ဝင် ၍ လာကြတဲ့အခါ အန္တရာယ်ကင်းစေတတ်သော သာသနာမှာပထမဆုံးပိဿဝဂိ5ပါးဆိုတဲ့ပံကအဖွဲ့အစည်း နာယူ ကို ကြ ပေါ်လာ ပါ ခဲ့ ဦးသူသဗ္ဗာတိဝိသာဇာတိနံဒိဗ္ဗမန္တာကတံဝိယယန္နာသေတိဝိတံဂောရံသေသင်္သာပိပရိပယံ ဝိနိ အာ ကျ နာ မ်း ကိတမိသဗ္ဗတသဗ္ဗတသဗ္ဗပါဏိနံ အနည်း သ ဆုံး ဗ္ဗ ရှိရ တောပိနိဝရေတိ ၄ ပရိ ပါး တံ ရဲ့အထက်က တံ မှ ပနာမဟိ ခေါ်တယ် ဝိရုပတိမေမေတ္တံမေတ္တံဧရာပတိမေ တပါး သဗျာပုတ္တိမေမေတ္တံမေတ္တံကနာဂောတမကေဟိသာအပါရကေဟိမေမေတ္တံမေတ္တံဒီပါရကေဟိ တပါးတွေကိုကိုးကွယ် သတ္တပရိဟိမေမေတ္တံမေတ္တံဘောပရိဟိမေ သုံးပါးကို မာဝောအပါရကောဟိပိမာဝောဟိပိဒီပါရကော အဖွဲ့အစည်းတစ်ခု မာဝောသတ္တပတောဟိပိမာဝောဟိပိဘဟုပတောသဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဘုဒ္ဓသကေဝလာသဗ္ဗေဗန္တရာနိပတ္တံတုမဂိစီပါပမာဂမအပမနောဗုဒ္ဓောအပမနောဓမ္မောအပမနော ဒါ သံ ဆိုရင်ပုဂ္ဂိုလ်လို့ ပမာဏဝန္ဒာနိကရိတပါနိအဟိဝေစီကံမိတံပါတိ အများလို့ခေါ်တယ် ကတမိရခာကတမိပရိတံ အဲ့ဒီအများရဲ့ အတေကနံ အစည်း တု ကိုကြ ဥ တော့ တာနိသောဟံနမောဘဂဝတောနမောသတ္တနံသမ္မာသမ္ဗုဒ္ဓနာ အနည်းဆုံး၄ ခ ပါး န္ဓာ ရှိ ပ တယ် ရိတံအာရောကြထာယဝရကတု အဲ့ဒါ ခ လို့ န္ဓာ အန ပ ည်း ရိ ဆုံး တံ ၄ နိ ပါး ရ ရှိ န္တ တယ် ရာယတာယဝရကတု တပိတာဝက အခြေမရှိသောတတ္တဝါ စုအ အခြေ ပေါင်း နှစ်ချောင်းရှိသောတတ္တဝါ လို့ဆို အခြေလေးချောင်းရှိသောတတ္တဝါ ဒီကနေ့လက်ရှိ အခြေများစွာရှိသောတတ္တဝါတို့ကိုမေတ္တာဖြန့်ဝေ၍အန္တရာယ်ကင်းစေတတ်သော မြတ်စွာဘုရားလက်ထက်ကအရိယသံဃာတွေကိုတော့အရိယသံဃာ နာ လို့ ယူ ခေါ်တယ် ကြပါဦးသူ အရိယသံဃာတွေ သဗ္ဗာတိဝိသာဇာတိနံဒိဗ္ဗမန္တာကတံဝိယယန္နာသေတိဝိတံဂောရံသေသင်္သာပိပရိပ သိ ယံ ခာတင်ပြီး အာနာကိတမိသဗ္ဗတသဗ္ဗတသဗ္ဗပါဏိနံ သမုဒိသံဃာ သဗ္ဗ ဆိုတာ သော အ ပိ ရိယ ဝ ဝ ရေ ပါတ တိ ယ် ပရိကံကံပနာမဟိဝိရုပတိမေမေတ္တံမေတ္တံဧရပတိမေ အပေါင်း သဗျာပုတ္တိမေမေတ္တံမေတ္တံကန္နာဂောတမကေဟိသာအပါရကေဟိမေမေတ္တံမေတ္တံద్వိပါရကေဟိ အမျိုးသမီးဘိက္ သ ခု တ္တုပရိမေမေတ္တံမေတ္တံဘောပရိဟိမေ အဲ့တော့ မာ ဘုရား ဝ လက်ထက်က အပါရကောဟိံတိမာဝဟိံတိဒီပါရကောမာဝသတ္တုပတောဟိံတိမာဝဟိံတိဘဟုပတောသဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဘုဒ္ဓသကေဝလာသဗ္ဗေပတ္တရာနိပတ္တံတုမာကိစီပါပမာဂမအပမနောဗုဒ္ဓောအပမနောဓမ္မောအပမနောသံ တယော ဃော က်မှပြု ပ တာ မာဏဝန္ဒာနိ အဖွဲ့ က အစ ရိ ည်း တ ကို ပါ ရည် နိ ညွှန်းပြီးတော့ အဟိဝေစီတမနိတမ္ပတိ ကောင်းကျိုးချမ်းသာရစေနိုင်တယ်လို့ပြော ကတမိရခာကတမိ အဲ့ဒါ ပ တ ရိတံ တိထားဖို့
Padeganandu တန်ခါကိုရည်ညွှန်းပြီးတော့ Loha Namo Bhagavato Namo Tatanam Sama ဒီကနေ့လက်ရှိတန်ခါ Sambuddhanam တွေရဲ့ Khanda Paridam Arojataya မြတ်စွာဘု Vorakatu ရားလက်ထက်က Khanda Paridam Nirandara Yataya အ Vorakatu စဆုံးတန်ခါ Achi ဖြစ်လာတယ် Machiro Tatawa ပစ္စဝ Achi တိ Nacham Chiro Tatawa အဲ့ဒီမထေ Achi ရီရဲ့ Jam အနွယ် Chiro အဆက် Tatawa Achi Nasa Chiro Tatawa တို့ကိုမေတ္တာဖြန့်ဝေ ကုသိုလ် ၍ ကောင်းမှုလုပ်မယ် အန္တရာယ်ကင်းစေတတ် ကော သော င်းကျိုးချမ်းသာတွေဟာအမှန်တမ်းများတယ်လို့ ခန္ဓာတို့ ဘာလို့လဲ ကြ တော့ ပါ အနုတ္တရံပုံညာခိတ္တံ သဗ္ဗာတိဝိသဇာတိနံဒိဗ္ဗမန္တာကရံဝိယ စိုက်ပျိုးဖို့ရအတွက် ယန္နာကေတိဝိတံဂောရံပေသင်္သာပိပရိတယံအာနာခိတမိသဗ္ဗတာသဗ္ဗတာသဗ္ဗပါဏိနံသဗ္ဗသောပိနိဝရေတိပရိတံ ကိုယ် သံ တို့ ပနာမဟိ ဒါနပါရမီ ဝိရုပ ဖြည့် တိ ဆည်းခဲ့ မေ တဲ့အချိန်မှာ မေတ္တံမေတ္တံဧ ကို ရ ယ် ပ ချင်း တိ တိလာနဲ့ မေ ပြည့်စုံပြီးတော့ သဗ္ဗပုတ္တိမေမေတ္တံမေတ္တံကနာဂောတမကေဟိသာအပါရကေဟိမေမေတ္တံမေတ္တံသီပါရကေဟိမေ ဆိုပါစို့ သတ္တုပရိဟိမေတ္တံမေတ္တံဘောပရိဟိမေမာဝောအပါရကောဟိတိမာဝောဟိတိဒိ သမ ပါရ ယေ ကော ချောင်းစည်းမြတ် မာဝောသတ္တုပရောဟိတိမာဝောဟိတိဘောပရောသဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဘုဒ္ဓသကေဝလာသဗ္ဗေပန္တရာနိပတ္တံတုမာကိဉ္စီပါပမာဂမ ဘာနဲ့ဥပမာ အပမနောဗုဒ္ဓောအပမနောဓမ္မောအပမနောသံဃောပမာဏဝန္ဒာနိကရိတပါဏိအဟိဝေစီကမဏိကမ္ပတိကိ ရေဩဇာမရှိတဲ့ ကတ္တမိရခာကတ္တမိပရိတံ ပတိကနံတုပူဇာမိသောဟံနမောဘဂဝတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာ လှီကလေး ခန္ဓာပရိတံအာရောဂထာယဝောရကတု ဘူးလို့ပြောတာ ခန္ဓာပရိတံနိရန္တရာယတယဝောရကတု နော် ခတ်သိမ်းသော တန်ခါအဖွဲ့အစည်းဆိုတဲ့ဒီလွာကြတော့အဲ့ဒါလို စေ မ တ ဖြစ်ဘူးတဲ့ ကာကွယ်ပေးတတ်သောမောရပရိ အမှန်တမ်းမြေဩဇာကောင်းတဲ့ဒီပေါ်မှာစိုက်ပျိုးလိုက်ရတဲ့အပင်ဟာ ဘူရန္တံဘောဓိသမ္မာရိနိဗ္ဗတံမောရ စ ယော ဘာ နိ နဲ့ ယံ ပြောမယ်ဆိုလို့ရှိရင် ယေနတံဝိဟိတာရကမ္မာသတ္တဝနိစရာရှိရတံဝါယမန္တာပိနေဝသက္ခိန္ဒုပဏိတောယမမန္တန္တိအခါတံပရိတံတံပနာမဟိဥဒေတိယံသက္ကုမဧကရာဇာ ဒီလိုရနိုင် ဟရိတဝနောပထဝိပဘာသောတန္တံနမတံမိဟရိတဝနံပထဝိပဘာတံ အမှန်တမ်း ဒိယဇဂုတ်တာဝိရ ရ ရေ သော် မု ဘုရား တိ ရဲ့ ဝ တ တံ ပိတာဝက ယေဗျမနာဝိရကုသဗ္ဗဓမ္မိ တပိ ဒေ တာဝ မေ က နမောတိသံဝောပါဠိယံတု ထူးခြားတဲ့ နမတုဗုဒ္ဓနာနမတုဘောဓိယနမောဝိမု ക്ത နာနမောဝိမု ക്തി ယဣမံသောပရိတံကတဝမောရောစရတိဧသနာအပိတိယံသက္ကုမဧကရာဇာဟရိတဝနောပထဝိပဘာသောတန္တနမတာမိဟရိတဝနံပထဝိပဘာတံ တေသဂုတ်တံဝိရေမှုရတ္တေဒေဗျမနာဝေရကုသဗ္ဗဓမ္မိ ဆုံးလေးတစ်စွန်းနဲ့ ဒေမေနမောတိသဝောပါလယံတုနမတုဗုဒ္ဓနာနမတုဘောဓိယနမောဝိမု ക്ത နာနမောဝိမု ക്തി ယ ဒါက ဣမံသောပရိတံကတဝမောရောဝါသမ ဒီက က လည်း ပိ ကောင်းတယ်ကိုယ့်ရဲ့ မောရံပရိတံအာရောဂထာယဝောရကတုမောရံပရိတံနိရန္တရာယထာယဝောရကတုခတ်သိမ်းသော စိုက်တဲ့ပုဂ္ဂိုလ် ဘေ က းရန် ဒီ တို့ ကိုလည်း ကို ရေး လုံ တတ် ခြုံ တယ်မျိုးစိကောင်းကောင်းကိုလည်းရေးတယ် ကာကွယ်ပေးတတ် စိုက် သော ပျိုးပြီးတဲ့အခါမှာလည်းပဲစောင့်ရှောက်မှုတွေပေးတယ်ဆိုလို့ တရားကိုနာကြားကြပါဦး တိနံပို့ထွက်တယ် ဘူရန္တံဘောဓိသမ္မာရိနိဗ္ဗတံမောရယောနိ ရေ ယံ ကလည်းညံ့တယ် ယေနတံဝိဟိတာရကမ္မာသတ္တဝနိစရာသီရတံဝါယမန္တာပိနေဝသက္ခိန္ဒုကဏိတုံယမမန္တန္တိအခါတံပရိတံတံပနာမဟိ မျိုးစိ ဥ လ ဒေ ည်းကောင်း တိယံ ဖို့ သက္ကုမဧကရာဇာ ဒီလည်းကောင်းဖို့ ဟရိတဝနောပထဝိပဘာသော အထုံးမှု တန္တံနမတံမိဟရိတဝနံပထဝိပဘာတံဒိယဇဂုတ်တံဝိရေမှုတိဝတံယေဗျမနာဝိရကုသဗ္ဗဓမ္မိ အာယုံပြုပြီးတော့ ဒေမေနမောတိသံဝောပါဠိယံတု အပကံ နမတုဗုဒ္ဓနာနမတုဘောဓိယနမောဝိမု ക്ത နာနမောဝိမု ക്തി ယဣမံသောပရိတံကတဝမောရောစရတိဧသနာ နောက်ဆုံးမှာ အပိတိယံသက္ကုမဧကရာဇာဟရိတဝနောပထဝိပဘာသောတန္တနမတာမိဟရိတဝနံပထဝိပဘာတံ
Teyasa Gauta Viremu Rate Yevyamana Vedagu Kampa Dhammi Demi Namo Tesa Wo Palyam Namatu Buddhana Namatu Bodhiya Namo Vimokana Namo Vimoktiya Imanto Bharitam Katawa Moro Vata Makapi Mora Bharitam Arautataya Vorakatu Mora Bharitam Nirantara Yataya Vorakatu Khatino Viyandu Lung Sida Kakwe Itato Mora Bari Yaguna Jajaba Sindari Bodhara, Shimok, Urendam Bodhi Tamari Nibatam Mora Yoniya Song and Jware Chain. Yena Tamwi Tarakama Tatamani Sara Sira Tamwaya Mandabi Neva Takendu Kanito Yama Mandandi Ekatam Britam Panama Udidiam Sakuma Ekaraza Harita Wano Batawi Babado Dandan Matami Harita Wanam Batawi Babadam Yeda Gota Wiri Muti Watam Yevyamana Viragu Tabadami Dingi Namoti Sawo Paliam Namatu Bodhana Namatu Bodhiya Namo Vimokana Namo Vimoktiya Imanto Bharitam Katawa Moro Karati Ekana Abhidiyam Sakuma Ekaraza Harita Wano Batawi Babado Dandan Namatami Harita Wanam Batawi Babadam Teyasa Gauta Viremu Rate Yevyamana Vedagu Kampa Dhammi Demi Namo Tesa Wo Palyam Namatu Buddhana Namatu Bodhiya Namo Vimokana Namo Vimoktiya Imanto Bharitam Katawa Moro Vata Makapi Mora Bharitam Arautataya Vorakatu Mora Bharitam Nirantara Yataya Vorakatu Vaimanji ne Twabi Natamiji Pianity. Paduga Nibido, get in Bay Light Haloso. Yes of Yanet Bangari, Leokli Chilite Halia, get in Bay Light Ha. Allow seeing Edokari, Tata, Father, Senachi. Ero Loga, Kumamiare Kajaro. Do they got Yonima Yona? Todo, could low light there, could the Gamu, Chuchi Zuha. The Lucy, we might now go to my Matani Shire, Shema Mogalan Kuramiaga, the Guru and Nabi Chua Wabio, Payman, like cheat. Cheat Kama, Payman Shin, Natana the Media, Trapio, Karoja, Karore Kama, Pakamuja, Dilo Bomimani Yara Rome, Nasiza in Balokanda Rome. The Chua Pure my shed. I will shed down solution. You look at Alia, Nene, Yataraga, Amiaji. Erajamolo, Pure shed. Taminu li Lulaitane, Sonly the zone Launitane, Panly the way Lulaitane. 2 years Sirena, there are Swan Ari, and a Chubi later, Yalaita, Payman Yidi, Santa Ducati Yani. Erelu Yadaha, Yasavia, Tadanarone, Chundre, Kama. Tino Gudu Kamuri, Juha, Tout of Yom Chetare. The Jamini Sura, Yasovia, Mapuenga Paya, Mapuenga, Keka Lama, Kudu Kamuri, Lobio, Maga Lulin, Boaga, Nevido, the Chabchetana, Alo di Utu Javuya, Masala Yuama, Maga Lulin, Usaunet. Those are not only all Luriha, Kudu Kamu, Suponinia, be Ponya the Haya, and Loja. Tete Georgia, Loja. And a look Kudu Kamuri, Lopi, the Kama, the Jabseta. Taga Eri Chema, Tangam Sura Machine, no? Tamame, Lumuyeri, Ayatema, Kudu Kamuri, Lojare, Tanga Sura Machine. Now pay up point lade a cajaro. Tangari go good kamu low beedo. Yaulade, Natiga. Pome maniga let the Jamini needed. She got Yaulade, Nati, Pome, Nati, Pome manet, Povido, top young. I was Ariga le Povio Tilwene. Shoot Seniga le Povio Lade, Chana Ducaria le Po Kauna.
ရားသာသနာတော်နဲ့ကြုံတွေ့ပြီးတော့သာသနာတွင်မှလုံးလျရတဲ့ကုသိုလ်ကောင်းမှုတွေဟာတရားမင်းကြီးရဲ့အရှိန်ဝါတရားရဲ့နောက်ပါခြံရံတွေရဲ့အရှိန်ဝါတဲ့ပူတောက်တယ်ဆိုလိုတာကဖျားမပွင့်ခင်ကကုသိုလ်ကောင်းမှုလုပ်တဲ့နတ်တွေနဲ့ကုသိုလ်ကောင်းမှုလုပ်လို့နတ်ပြည်ရောက်တဲ့နတ်တွေနဲ့ဖျားပွင့်ပြီးတဲ့နောက်မှာကုသိုလ်ကောင်းမှုလုပ်လို့နတ်ပြည်ရောက်သွားတဲ့နတ်တွေရဲ့အရှိန်ဝါခြင်းဟာသိကွာခြားတယ်လို့ဆိုလို့တစ်လွင်တောက်ပြောင်မှုကအမတန်မှကွာခြားတယ်သုလရထမဟာရထဆိုတဲ့နတ်တွေဘုံမိမ္မာန်နေနဲ့ဘုံမိမ္မာန်တွေကထွက်ပြီးတော့ခန္ဓာနာနာသူတို့စီးเสียရင်တွေကိုစီးပြီးထွက်လာပြီဆိုလို့ရှိရင်တရားမင်းကြီးကရှင်ပြီးတော့မထွက်ရဲဘူးလို့တောင်ဆိုတာဘာဖြစ်လို့လဲဆိုရင်အရှိန်ဝါခြင်းกว่าပဲဟောင်းတာနဲ့တစ်တာနော်တောက်ပြောင်မှုရှိတာမရှိတာအလွန်กว่าနတ်ပြည်ဆိုတာကကုသိုလ်ကောင်းမှုရဲ့အကျိုးသက်ခံစားရတာလူပြည်လို့အဝတ်လဲခြင်းလို့ရတာမဟုတ်ဘူးနတ်ကကုသိုလ်ပေးတဲ့အတိုင်းပဲနေကြဒါကြောင့်မို့တရားမင်းကြီးကလူပြည်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာကြားဖို့ရတယ်မဟုတ်လားအဲ့တော့သာသနာပေါင်းမှာလုပ်တဲ့ကုသိုလ်ဟာအမှန်မှထူးခြားတယ်ဒါဘာကြောင့်လဲလို့ဆိုရင်အနုတ္တရံပုံညာခိတံလောကတ္တတန်ဃာလို့တန်ဃာနဲ့တူတဲ့ကုသိုလ်ကောင်းမှုပြုเสียနေရဆိုတာမရှိဘူးဒါကအကောင်းဆုံးပဲလို့ဒီလိုဆိုလိုတာပေါ့အကောင်းဆုံးပဲအေးနတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေများများကြီးလည်းလောက်တာမဟုတ်ဘူးလက်ဥကလေးခြိလိုက်တာနဲ့နတ်ပြည်ရောက်တဲ့ပန်းလေးတစ်ပွင့်လှူလိုက်တာနဲ့နတ်ပြည်ရောက်တဲ့ဆွန်းလေးတစ်စွန်းလှူလိုက်တာနဲ့နတ်ပြည်ရောက်တဲ့အဲ့ဒါလို့ကောင်းကျိုးချမ်းသာတွေကိုရပြီးတော့ဖြစ်သွားတဲ့စိစိတ်ဥစ္စာတွေကလည်းတမ္မာနှစ်ပေါင်းများစွာကုသိုလ်ကောင်းမှုသာသနာ့ဘအခါမှာဝေလာမပုံနာကြီးတို့လိုအကြီးအကျယ်လှူဒန်းခဲ့တဲ့ပုဂ္ဂိုလ်တွေတဲ့အရှိန်အဝါပို့ပြီးတော့များနေတယ်ဒါဘာကြောင့်လို့ဆိုရင်မြေကောင်းလို့ဒီလိုပြောရမှာနော်လောကမှာလည်းပဲမြေကောင်းတဲ့နေရာစိုက်တာနဲ့မြေမကောင်းတဲ့နေရာစိုက်တာအမှန်မှကွာကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးလူတွေတဲ့နတ်တွေကပို့ပြီးတော့သိကြလူတွေကတော့ကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးကိုသိပြီးတော့မသိကြဘူးမသိကြဘူးဆိုတာလူဘဝရလာတဲ့အခါမှာကံတရားအကြောင်းတော့ပြောကြပါရဲ့သို့တော့လူဘဝရောက်လာပြီဆိုရင်စာဝတ်နေရေးလုံးပန်းလို့ရလာတဲ့အချိန်လေးနဲ့ပျော်လို့ပါလို့ဒီလိုလှုပ်ရင်းနဲ့ဘဝတစ်ခုဟာအဆုံးသတ်သွားကြလူတွေမှာအဆုံးသတ်သွားတယ်ကြိုးစားကိုကြိုးစားမှကိုရတယ်ဆိုတဲ့အသိလေးနဲ့ဒီလိုနေကြသို့တော့နတ်ပြည်မှာကြတော့လုတ်ကင်စားတော့လို့ရတဲ့နေရာမဟုတ်ဘူးကုသိုလ်ကံပေါ်မှာမူတည်ပြီးတော့စားကြရတာဆိုတော့ကုသိုလ်ကံကောင်းရင်ကောင်းသလောက်အကျိုးရှိကုသိုလ်ကံညံ့ရင်ညံ့တယ်လို့ဖြစ်တယ်လူတွေကြတော့ကုသိုလ်ကံနဲ့လုံလဝိရိယအကျိုးကထင်ရှားတယ်ဒါကြောင့်မို့လူဘဝကိုဥဋ္ဌာဏဖလူပစီဝိတဲ့လုံလဝိရိယဖြင့်မှီပြီးတော့အသက်မွေးရတဲ့ဘဝမျိုးဆိုတော့လူတွေဟာကိုကြိုးစားရင်ကိုရတယ်ဆိုတော့ကုသိုလ်ကံရဲ့အကျိုးသိမသိဘူးနတ်တွေတော့မသိဘူးနတ်တွေကြတော့အဲ့ဒါလို့မဟုတ်ဘူးကမ္မဖလူပစီဝိအတိတ်ဘဝကလုပ်ခဲ့တဲ့ကံတရားရဲ့အကျိုးကိုခံစားပြီးတော့နတ်တွေကသိကြကံတက်ပေါ်မှာအမိပြုပြီးတော့အသက်မွေးကြရတာဆိုတော့ကုသိုလ်ကံရဲ့အကျိုးကိုပို့ပြီးတော့သိတတိထားမိတယ်ပေါ့လူတွေဒါကြောင့်မို့နတ်တွေဟာသူတို့တောင်းတဆုံးဘုံဘဝဟာဘယ်ဟာလဲလို့ဆိုရင်လူဘဝပဲလူဘဝကိုသိတောင်းတတယ်ဘာဖြစ်လို့တောင်းတလဲလူဘဝရမှကုသိုလ်ကောင်းမှုဆိုလုပ်ခွင့်ရနတ်ပြည်မှာရောကုသိုလ်ကောင်းမှုလုပ်လို့မရဘူးလားဆိုအမြဲတမ်းအခွင့်နည်းတယ်လို့ဒီလိုပြောလူပြည်မှာဒါနကောင်းမှုလုပ်ခြင်းလည်းရတယ်သီလဆောက်တည်ခြင်းလည်းရတယ်ကမ္မထံဘာဝနာပွားများလို့ရတယ်ဒါကြောင့်မို့လို့နတ်တွေကနေကြည့်လိုက်လို့ရှိရင်လူဘဝဟာရခဲ့တဲ့ဘဝတစ်ခုဖြစ်ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်နိုင်လို့သို့တော်လူတွေကလောက်ကြသလားလဲဆိုမလောက်ဘူးမိမိလျော်ရောနေကြတဲ့လူတွေကများတယ်ပေါ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေသာလဲနတ်ပြည်နတ်ချမ်းသာကိုခံစားကြရတာဒါကြောင့်မို့လို့နတ်ပြည်ကနတ်တွေကလူဘုံကိုသူအတိဘုံလို့သတ်မှတ်ကြတယ်နတ်ပြည်ကနတ်တွေသိလို့ရှိရင်လူပြည်ကိုရောက်ဖို့သူတို့မှာစိတ်ဆန္ဒရှိကြ
ဘာဖြစ်လို့လဲဆိုလူပြည်ရောက်လာတဲ့အခါမှာကုသိုလ်ကောင်းမှုတွေကိုထပ်လုပ်တယ်လုပ်ပြီးရင်နတ်ပြည်ကိုပြန်သွားကြတယ်ဒါကြောင့်မို့လို့လူပြည်နေခြင်းလို့လာတာတော့မဟုတ်ဘူးနော်လူနဲ့နတ်နဲ့ဆိုဘလောက်ကွာခြားတယ်လဲလို့ဆိုလို့ရှိရင်လူတွေရဲ့အနံ့နတ်တွေကမခံနိုင်ဘူးတဲ့လူတွေကသာကိုယ်အနံ့ကိုမှုေးနေကြတာလေနတ်တွေကတယုဇနာလောက်ကလူတွေရဲ့အနံ့ကိုမခံနိုင်ကြဘူးတဲ့ဟုတ်တော့ဟုတ်တော့တယ်နော်တရိษံယုံနဲ့သွားကြည့်ရင်တရိษံတွေရဲ့အနံ့လူတွေကမခံနိုင်ဘူးလေအဲ့ဒီအနံ့ကိုမခံနိုင်ဘူးလူတွေရဲ့အနံ့ကိုလည်းပဲနတ်တွေကမခံနိုင်ဘူးနတ်နဲ့ဟောအဲ့တော့လူတွေကတော့ကိုယ်အချင်းချင်းကိုမှုေးနေကြတာပဲတရိษံတွေကလည်းသူတို့အချင်းချင်းကြတော့မှုေးနေကြတာပဲနော်နေသားကြပြီးတော့မှုေးကြိုင်နေကြအေးလူတွေရဲ့ချမ်းသာဒုက္ခနဲ့နတ်တွေရဲ့ချမ်းသာဒုက္ခဆိုတာအလွန်တရာကွာခြားတယ်တဲ့အလွန်တရာကွာခြားပေမဲ့လို့သူတို့ကလူပြည်ဖြစ်ချင်တာဘာကြောင့်လဲလို့ဆိုရင်ကုသိုလ်ပင်မျိုးစိုက်ပျိုးခြင်းလို့လူပြည်လာချင်တာဒီလိုအဓိပ္ပာယ်ရှိတယ်ပေါ့နော်လူပြည်ဟာကုသိုလ်လုပ်ဖို့ခွင့်ရည်တွေအများကြီးရှိတယ်ဒါကြောင့်မို့လူပြည်လာချင်ကြတယ်ကောင်းပြီလူပြည်မှာကုသိုလ်လုပ်ဖို့အကောင်းဆုံးဆိုတာဘာလဲလို့ဆိုတန်ခါပဲနော်တန်ခါဟာအကောင်းဆုံးကုသိုလ်လုပ်ဖို့နေရာကြီးတစ်ခုဒါကြောင့်မို့မြတ်စွာဘုရားဟောထားတာဒီပြင်နေရာမှာမရှိဘူးနော်တန်ခါခုံ၉ပါးထဲမှာအနုတ္တရံပုံညခိတံလောကတာလောကသားတို့ရဲ့ကုသိုလ်ကောင်းမှုစိုက်ပျိုးရာလေမြေတာနဲ့တူတာဟာတန်ခါပဲလို့ဘာဖြစ်လို့တန်ခါကိုပြောရတယ်လဲဆိုအပကဏံပိကာရဏံဝိပုလဖလပတိလာဘနည်းနည်းလေးလှုပ်တာအများကြီးရနိုင်ဗမာတွေပြောလို့ရှိတယ်ညောင်စိတ်လေးလောက်လှူတော့ညောင်မင်းကြီးလောက်ရတယ်ဆိုတဲ့အကျိုးမျိုးပေးနိုင်တာတန်ခါပဲရှိတယ်လို့ဆိုတော့အဲ့တော့တန်ခါဆိုတာဘုန်းကြီးတွေလှူတာဒီလောက်အကျိုးရလားလို့ဆိုဘုန်းကြီးတစ်ပါးတည်းကိုလှူတာပြောတာမဟုတ်ဘူးတန်ခါကိုလှူတာကိုပြောတာနော်အဲ့ဒါကိုကွဲပါစေနော်တန်ခါနဲ့ဘုန်းကြီးတစ်ပါးနဲ့မတူဘူးဆိုတာကိုယ်ရည်ရွယ်ချက်ကတန်ခါကိုရည်ရွယ်ရမယ်ပုဂ္ဂိုလ်ကိုမရည်ရွယ်ရဘူးပုဂ္ဂိုလ်ဆိုတာတခါတလေအမြင်တော်တာရှိခြင်းရှိမယ်အမြင်မတော်တာရှိမယ်ကောင်းတာရှိတယ်မကောင်းတာရှိတယ်တန်ခါဆိုတဲ့အဖွဲ့အစည်းကြတော့မကောင်းမှုဆိုတာမရှိဘူးအရိယာမြတ်စွာဘုရားရဲ့တပိတာဝကအဖွဲ့အစည်းကိုလှူပါတယ်အဲ့ဒီထဲမှာပုဂ္ဂိုလ်တဦးကကိုယ်စလဲတာဖြစ်တယ်ကိုလှူလိုက်တဲ့ပုဂ္ဂိုလ်ကကိုယ်စလဲတာကိုယ့်ရဲ့ရည်ရွယ်ချက်ကပုဂ္ဂိုလ်မဟုတ်ဘူးတန်ခါကိုရည်စူးတယ်လို့စိတ်ကိုအဲ့ဒါလို့ထားထားရမယ်နော်အဲ့ဒါလို့ထားတတ်လို့ရှိရင်မြတ်စွာဘုရားကဒက္ခိဏဝိပင်္ဂသုတ်မှာဟောထားတာကိုမှတ်သားသင့်တယ်နောင်တစ်ခေတ်မှာတဲ့ကိုချင်းတရားတွေပြက်ပြားလာတဲ့အခါမှာဘုန်းကြီးတွေကဘာဖြစ်လာယဟန်တွေကဘာဖြစ်လာလဲလို့ဆိုရင်နောက်ဆုံးမှာပထမတော့သင်္ကန်းဝတ်ထားကြသေးတယ်နောက်ဆုံးရောက်တဲ့အခါကျတော့အဲ့ဒီသင်္ကန်းကိုမဝတ်တော့ဘူးသင်္ကန်းရောင်လေးကိုလက်ပင်ပတ်ထားတာဒါဘုန်းကြီးဆိုတဲ့သင်္ကေတလေးအဲ့လောက်ပဲကြမ်းနောက်တစ်ခေတ်မှာအဲ့ဒီလိုတန်ကယဟန်မျိုးကိုဂုတ္တရဘူးလို့ခေါ်တယ်တကယ်ကောင်းမြတ်တဲ့အနွယ်တွေကိုဖြည့်ဆည်းပြစ်သူနောက်ဆုံးပုဂ္ဂိုလ်ပေါ့အဲ့ဒါမရှိဘူးလို့မထင်နဲ့ခဏိဂျပန်နိုင်ငံမှာရှိနေပြီနော်ဂျပန်နိုင်ငံမှာရှိနေပြီဘုန်းကြီးတို့တီဟိုနေတုန်းကဂျပန်ဘုန်းကြီးတဲ့ဇင်ဗုဒ္ဓဇင်းကိုလာပြီးတော့ပို့ချသူကဘုန်းကြီးတွေရဲ့ရှေ့မှာရေးတယ် Reverend လို့ဆိုတာရေးထား Reverend လို့ရေးထားတယ်သူကြည့်လိုက်တော့လေဘိုကေနဲ့ necktie နဲ့နော်ဘောင်းမီရှည်နဲ့ဒီလိုလာတော့လူဝတ်ကြောင်မှတ်မဟုတ်ဘူးသူလိမ့်စာကတ်တို့သူအခန်းတို့ရေးထားတာကြည့်လိုက်တော့ Reverend လို့ရေးထားဟောဒါဘုန်းကြီးလားလို့ဆိုဟုတ်တယ်တဲ့ဘုန်းကြီးဂျပန်ဘုန်းကြီးနော်ဂျပန်ဘုန်းကြီးတဲ့အဲ့ဒီဂျပန်ဘုန်းကြီးကဇင်ဗုဒ္ဓဘာသာအကြောင်းကိုလာပြီးတော့ပို့ချလိုက်တော့
ဘယ်အချိန်မှာဘုန်းကြီးအသွင်ဆောင်တော့ဆိုလို့ရှိရင်ဘာသာရေးအခမ်းအနားတစ်ခုလုပ်တဲ့အခါကျတော့အပေါ်ကဝတ်ယုံကြီးတစ်ခုခြုံပြီးတော့ဘုန်းကြီးအသွင်ဆောင်ဒီပြင်အချိန်မှာတော့သူကသားနဲ့မယားနဲ့နော်သားနဲ့မယားနဲ့နေတာဒါဂျပန်ပြည်မှာတကယ်ရှိနေပြီပေါ့အဲ့ဒီမှာဂျပန်ဘုန်းကြီးတစ်ပါးဆိုရင်ကိုရဆန်ကဂျပန်ဘုန်းကြီးတစ်ပါးဆိုလို့ဗမာနိုင်ငံကဗမာအမျိုးသမီးတယောက်နဲ့အိမ်တော်ကြပြီဟိုလွန်ခဲ့တဲ့2 နှစ်လောက်ကရန်ကုန်လာပြီးတော့သူအမျိုးသမီးကအလုံးလုံးအလှလှတဲ့အခါမှာအဲ့ဒီဂျပန်ဘုန်းကြီးလည်းပါလာဘာသာရေးခန္ဓာလုပ်တဲ့အခါတော့သင်္ကန်းတို့ဝိယုံခြုံလိုက်တယ်ဒီပြင်အချိန်ရောက်တဲ့အခါကျတော့ပစိုးနဲ့အင်ကြီးနဲ့လူဝတ်ကြောင်နဲ့နေတယ်ဟောအဲ့ဒါမျိုးဟာမြတ်စွာဘုရားဟောခဲ့တဲ့ခွတ္တရဘူးဆိုတဲ့ယဟန်မျိုးဖြစ်သွားတယ်ပေါ့အဲ့ဒီမြတ်စွာဘုရားကဘယ်လိုဟောခဲ့တယ်ဆိုအဲ့ဒီလိုခွတ္တရဘူးဆိုတဲ့ယဟန်မျိုးခေတ်ရောက်လာတဲ့အခါမှာတဲ့တန်ဃာကိုရည်စူးပြီးတော့လှူမယ်ဆိုလို့ရှိရင်တောင်မှပဲကောင်းကျိုးချမ်းသာတွေအများကြီးရနိုင်ပါသေးတယ်လို့မြတ်စွာဘုရားဟောခဲ့တယ်နော်လှူတာကသူ့ကိုလှူတာမဟုတ်ဘူးတန်ဃာကိုရည်စူးရမှာနော်ကိုယ့်ရဲ့ရည်စူးချက်ကတန်ဃာကိုရည်စူးရမှာအဲ့ဒါလို့ရည်စူးတတ်ပါစေပုဂ္ဂိုလ်တယောက်အနေထိုင်မတတ်တာနဲ့မပြစ်မှားရဘူးတန်ဃာကိုရည်စူးရကိုရည်စူးတာဒါကတန်ဃာဆိုတာမြတ်စွာဘုရားရဲ့တပိဋကဝကအစဉ်အဆက်ကလာခဲ့တဲ့အဖွဲ့အစည်းတစ်ခုရည်ညွှန်းတာအေးကောင်းပြီတန်ဃာဆိုတာတန်ဃာဆိုတဲ့အဖွဲ့အစည်းထဲမှာဆိုလို့ရှိရင်ပြည့်စုံရမယ့်အင်္ဂါရပ်တွေကတော့ဘာတွေလဲလို့ဆိုရင်အလုံးသိတဲ့အတိုင်းသုပ္ပတိပန္နောဘဂဝတောတာဝကတံဃောတာဝကတံဃာဆိုတာမြတ်စွာဘုရားတပည့်ရဲ့အစုအဝေးအဖွဲ့အစည်းဒီလိုဆိုလို့ဘုရားရဲ့တပည့်လို့နာမည်ခံထားရင်အဲ့ဒီထဲကအဖွဲ့ဝင်လောကမှာအခုလည်းဘာအသင်းညာအသင်းဆိုတာရှိတယ်မဟုတ်လားအခုလည်းဆုံးလောင်းသင်းတို့ဘာလို့ဆိုတာရှိတာပဲလေအဲ့ဒီအသင်းဆိုတာတယောက်တည်းကိုခေါ်တာမဟုတ်ဘူးအဖွဲ့အစည်းကိုခေါ်တယ်အဲ့ဒါလိုပဲတန်ဃာဆိုတာအဖွဲ့အစည်းကိုခေါ်တယ်မြတ်စွာဘုရားရဲ့တပည့်အသင်းဝင်အဲ့ဒီအသင်းဝင်ဆိုတဲ့အခါမှာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိဒါဟာပုဂ္ဂိုလ်နဲ့ဆိုင်အသင်းနဲ့မဆိုင်เนาะအေးဒါကြောင့်မို့အဲ့ဒါကိုခွဲခြားပြီးတော့မြင်ထားရမမြင်လို့ရှိရင်လုံးပြီးတော့ပြောမိတတ်တယ်အဲ့ဒါမှားတယ်ပေါ့လုံးပြီးပြောရင်ကိုယ်မှအပြစ်ဖြစ်မယ်လုံးပြောเสียမလိုဘူးဗမာစကားတွေလည်းပြောတယ်မဟုတ်လားခြေမမကောင်းခြေမလက်မမကောင်းလက်မလို့ဆိုမကောင်းတာကပုဂ္ဂိုလ်နဲ့ဆိုင်တယ်တန်ခါနဲ့မဆိုင်တန်ခါနဲ့မဆိုင်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့တပိတာဝကဆိုတာသုပ္ပတိပန္နမဂ္ဂင်၈ပါးအကျင့်တရားမှန်မှန်ကန်ကန်ကျင့်မဂ္ဂင်၈ပါးအကျင့်တရားဆိုတာဘာလဲပြောမယ်ဆိုသီလသမာဓိပညာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာသီလသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိကသမာဓိသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပကပညာလို့ဟောသီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်ကိုကောင်းမွန်စွာကျင့်တယ်လို့ကျင့်နေစေပုဂ္ဂိုလ်တွေကိုသုပ္ပတိပန္နာလို့ဒီလိုခေါ်တယ်မြတ်စွာဘုရားတပည့်သားဆိုလို့ရှိရင်သာသနာပေါင်းဝင်လိုက်ကြတဲ့ကကိုချင်းသီလဆောက်တရားကိုချင်းသီလမရှိဘဲနဲ့တပည့်သားမဖြစ်ဘူးကြည့်လေခုနကတော့ပိဋကတရားနာတော့မယ်ဆိုလို့ရှိရင်ငါးပါးသီလဆောက်တည်လိုက်ကြတယ်ငါးပါးသီလဆောက်တည်ထားတဲ့အခုပိဋကဟာငါးပါးသီလပြည့်စုံနေတဲ့ပိဋကပဲလူတိုင်းမေးကြည့်ဒီချိန်မှာငါးပါးသီလဘယ်သူမှမချိုးဖောက်ဘူးဆောက်တည်ထားတဲ့ငါးပါးသီလပြည့်ပြည့်စုံစုံရှိနေကြသီလရှိနေကြအဲ့ဒါလိုပဲသာသနာပေါင်းဝင်ပြီးတော့ယဟန်တစ်ပါးသာသနာပေါင်းရောက်လာတာနဲ့တပြိုင်နက်သီလပြည့်စုံသွားအဲ့ဒီပြည့်စုံသွားတဲ့သီလဟာယဟန်တော်တွေမှာပါရာဇိကသိက္ခာပုဒ်၄ခုမကျူးလွန်မဖောက်ပြက်အေးသမျှကာလပတ်လုံးယဟန်ဘဝမဆုံးရှုံးသေးဘူးသူကဒီလိုဆိုလိုတာပေါ့နော်မဆုံးရှုံးသေးတော့ယဟန်ဆိုတဲ့အဖြစ်ကသူ့အယုတ်သိမ်းမခံရသေးဘူးဟောအေးအဲ့ဒါလို့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်ဒီအကျင့်တွေကိုကျင့်နေတာသုပ္ပတိပန္နလို့ခေါ်နောက်တစ်ခါ
ဥစုပฏิပန္နဖြောင့်မတ်တယ်မဂ္ဂင်၈ပါးအကျင့်တရားဟာနိဗ္ဗာန်ကိုသွားတဲ့လမ်းဟာတကယ်ကိုဖြောင့်မတ်တဲ့လမ်းဖြစ်တယ်အဲ့ဒီနိဗ္ဗာန်ကိုတစ်ဖြောင့်နဲ့ကျင့်တယ်သို့မဟုတ်ရိုးသားဖြောင့်မတ်စွာကျင့်တယ်အဲ့ဒီသီလသမာဓိပညာကျင့်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးဟာလည်းဖြောင့်စင်းတယ်နိဗ္ဗာန်ကိုသွားဖို့လမ်းကြောင်းပေါ်မှာလည်းသူဖြောင့်ဖြောင့်မတ်မတ်ရောက်တယ်လို့ဒါကြောင့်မို့ဥစုပฏิပန္နောဘဂဝတောတာဝကသံဃာယောဂနဲ့အကျင့်ဆိုတာနိဗ္ဗာန်ရောက်ဖို့လမ်းကြောင်းနဲ့တင့်လျော်နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့အနေအထားရှိတာမျိုးလျော်တယ်လို့ပြောတာနော်အဲ့ဒီလျော်တဲ့အကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေဒါကကျင့်နေစေပုဂ္ဂိုလ်တွေကိုလည်းရှင်းညွှန်းတယ်တခါတရံကြတော့ကျင့်ပြီးသားပုဂ္ဂိုလ်တွေကိုလည်းရှင်းညွှန်းတယ်အဲ့တော့ကျင့်နေစေပုဂ္ဂိုလ်တွေကိုရှင်းညွှန်းတယ်ဆိုလို့ရှိရင်အဆင့်အမြင့်ဆုံးကြတော့မက္ခထာလို့ဆိုတဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့သောတပန်သောတပတိမက်ကိုမျက်မှောက်ပြုသွားတယ်သဂရဂါမိမက်ကိုမျက်မှောက်ပြုသွားတယ်အနာဂါမိမက်ကိုမျက်မှောက်ပြုသွားတယ်အရဟတမက်ကိုမျက်မှောက်ပြုသွားတယ်ဆိုရယ်မက်စိတ်ဖြစ်ပေါ်နေတဲ့အခိုက်မက္ခထပုဂ္ဂိုလ်၄ဦးကိုဒါကျင့်စေပုဂ္ဂိုလ်လို့အဲ့ဒီမက္ခထမရောက်သေးပေမဲ့လို့သီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်ကိုကျင့်နေပြီဆိုတဲ့ကဒါဟာလဲကျင့်စေပုဂ္ဂိုလ်လို့ဒီလိုပြောအဲ့ဒါလို့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေဟာအမြင့်ဆုံးပုဂ္ဂိုလ်အနေနဲ့ပြောမယ်ဆိုရင်ယတိတံသတ္တာရိပုရိတယုဂာနိသတ္တာရိပုရိတယုဂာနိဆိုတာအစုံအားဖြင့်၄စုံဆိုတာသောတပတ္တိမေဃထသောတပတ္တိဖလထသဂရဂါမိမေအဲ့ဒါကတစုံသောတပတ္တိမေဃထနဲ့သောတပတ္တိဖလထကတစုံသဂရဂါမိမေဃထနဲ့သဂရဂါမိဖလထတစုံအနာဂါမိမေဃထနဲ့အနာဂါမိဖလထတစုံအရဟတမေဃထနဲ့အရဟတဖလထတစုံလို့ဆိုဒါကို၄စုံလို့ပြောတာနော်အစုံလိုက်အစုံလိုက်အထပုရိတပုဂ္ဂလာအရေးအတွက်ကြတော့အစုံက၄ခုဆိုတစ်ခုစီခွဲလိုက်တဲ့အခါကျတော့၈ခုဖြစ်သွားပုဂ္ဂိုလ်အနေနဲ့ပြောမယ်ဆိုရင်၈ယောက်ဖြစ်သွားသောတပတ္တိမေဃထပုဂ္ဂိုလ်တဂရသောတပတ္တိဖလထပုဂ္ဂိုလ်2ယောက်တဂရဂါမိမေဃထပုဂ္ဂိုလ်သရဝမိဖလထပုဂ္ဂိုလ်2ယောက်အနာဂါမိမေဃထပုဂ္ဂိုလ်အနာဂါမိဖလထပုဂ္ဂိုလ်2ယောက်အရဟတမေဃထပုဂ္ဂိုလ်အရဟတဖလထပုဂ္ဂိုလ်လို့ဆို8ယောက်ဖြစ်အဲ့ဒါဟာလမ်းဆုံးမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဟောကြားတော်မူခဲ့တဲ့ကျင့်စဉ်တွေကိုပေါက်ပေါက်ရောက်ရောက်ကျင့်သွားတဲ့ပုဂ္ဂိုလ်တွေအရိယာပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီအရိယာအဖြစ်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာဘာလဲလို့ဆိုအာဟုနေယောအာဟုနာဆိုတာအဝေးကနေယူလာတာဒီပစ္စည်းတစ်ခုဟာအနီးကမဟုတ်ဆိုပါစို့မြစ်ကြီးနားကနန္ဒသီးကိုယူလာပြီးတော့ဒီမှာလှူတယ်သို့မဟုတ်နိုင်ငံခြားကယူလာတဲ့ပစ္စည်းကိုလှူတယ်အဲ့ဒါလို့ဝေးလံတဲ့အယတ္တိတတွေကယူလာတဲ့ပစ္စည်းမျိုးဟာယူလာတဲ့ပုဂ္ဂိုလ်ကမုံမုံမြတ်မြတ်ထားတဲ့ပစ္စည်းမျိုးတွေအဲ့ဒါလို့အဝေးကယူလာတဲ့ပစ္စည်းမျိုးကိုခံထိုက်အောင်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာဘာလို့လဲဆိုရင်တန်ဃာပဲအဝေးကပင်ပင်ပန်းပန်းသဲလာတဲ့ပစ္စည်းတွေကိုအလူခံလိုက်တယ်ဘာဖြစ်လို့အလူခံလိုက်တော့လှူလိုက်တဲ့ပုဂ္ဂိုလ်ဟာကောင်းကျိုးချမ်းသာတွေပစ္စည်းတန်ဖိုးတဲ့မြောက်များသောအကျိုးတရားတွေကိုရမှာဖြစ်တဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဟာအဲ့ဒီအဝေးကယူလာတဲ့ပစ္စည်းတွေနဲ့ထိုက်တန်သူလို့ဒီလိုအဓိပ္ပာယ်ရပါဟုနေယဆိုတာအိမ်တိုင်းမှာဧည့်သည်လာရင်ကျွေးဖို့ဆိုပြီးတော့ထားလေးရှိကြတယ်အဲ့ဒီအိမ်တိုင်းမှာထားတာပါဟုနလို့ခေါ်တယ်ဧည့်သည်လာရင်ကျွေးဖို့ဆိုပြီးတော့အစင်နဲ့ထားလေးရှိကြတယ်ပေါ့အဲ့ဒီလိုပစ္စည်းမျိုးကိုလည်းပဲဒီတန်ဃာတွေကိုလှူလို့ကောင်းကျိုးချမ်းသာတွေများစွာရနိုင်တာဖြစ်သောကြောင့်ဒီဧည့်သည်အတွက်ထားတဲ့ပစ္စည်းကိုလည်းလက်ခံတိုက်တဲ့ပုဂ္ဂိုလ်တွေဟာတန်ဃာတွေပဲလို့ဒီလိုမြတ်စွာဘုရားကဟောတယ်နော်နောက်တစ်ခုကဒက္ခိဏေယောဒက္ခိဏဆိုတာတစုံတစ်ခုကိုရည်စူးပြီးတော့လှူတာဆိုပါစို့အမေမရှိတော့လို့အဖေမရှိတော့လို့
ဆွေမျိုးသားချင်းတွေကဘဝတစ်ပါးပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့ကုသိုလ်လုပ်ချင်တယ်သူတို့အတွက်ကောင်းကျိုးချမ်းသာတွေကိုရစေချင်တယ်ဆိုရင်တန်ခါကိုလှူအဲ့ချာတန်ခါလှူပြီးတော့ရည်စူးအမျှဝေလိုက်လို့ရှိရင်ထိုပုဂ္ဂိုလ်စီကောင်းကျိုးချမ်းသာတွေရပါနိုင်တယ်ဒက္ခိဏဆိုတဲ့အလှမျိုးကိုထိုက်တန်တာလဲဒီပုဂ္ဂိုလ်တွေပဲလို့ဒီလိုဆိုလောကမှာကိုရခြင်းနဲ့ဖြစ်ခြင်းတဲ့ကိစ္စတစ်ခုအောင်မြင်ဖြစ်ဖို့အတွက်ခေတ္တလောကသားလို့ဟောဒီလိုအလုံးလူတိုင်းရနေတဲ့တန်ခါကုံဆိုတာဘာတွေလုံးသိတဲ့ဆိုတာကိုဖော်ပြထားတာပဲအဲ့ဒီဖော်ပြထားတဲ့အတိုင်းသဘောပေါက်နားလည်ထားလို့ရှိရင်လောကမှာလူဖြစ်လာတဲ့ပုဂ္ဂိုလ်တွေဟာတန်ခါနဲ့ဆက်ပြီးတော့ကိုယ့်ဖို့မှာကုသိုလ်တွေကြီးပဲရကြမှာပေါ့အဲ့ဒါလို့တန်ခါနဲ့ဆက်ပြီးတော့ကုသိုလ်ကောင်းမှုတွေတို့တွေဖြစ်အောင်ကြိုးစားမှသာလဲလူဘဝရကျိုးသာသနာတော်နဲ့တွေ့ရခြင်းအကျိုးတွေရရှိကြမှာလို့ဒီလိုသဘောပေါက်ဖို့လိုအပ်တာပေါ့နော်အေးဒါကြောင့်မို့တန်ခါကုံကိုအာယုံပြုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တယ်ကိုယ်စိတ်ထဲမှာမကြည်ညိုစရာပုဂ္ဂိုလ်ကိုတွေ့တဲ့အခါဘယ်လိုနှလုံးထားရမကြည်ညိုစရာပုဂ္ဂိုလ်တွေ့လို့ရှိဘယ်လိုနှလုံးထားနိုင်တော့ဆိုမြတ်စွာဘုရားသခင်ကိုရောမြတ်သာသနာပေါင်းဝင်ပြီးတော့ဖရာတစ်ပြက်ခံထားတယ်သူ့ရဲ့တဏ္ဍမှာတရားဓမ္မမကိန်းသေးလို့ဒီလိုအနေထားမျိုးရှိတာမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေကိန်းသွားလို့ရှိရင်ဒီလိုနေမှာမဟုတ်ဘူးအရိယာတန်ဃာတွေဆိုလို့ရှိရင်အမတန်မှမွန်မြတ်မှာပဲလို့ဆိုပြီးတော့အရိယာတန်ဃာကိုရည်စူးပြီးတော့ကိုယ်ကကုသိုလ်ကောင်းမှုလုပ်လို့ရကိုယ့်အတွက်အရှုံးမရှိဘူးနော်ကိုယ့်အတွက်အရှုံးမရှိစိတ်ထားတတ်ရင်ညတ်တယ်ဆိုတဲ့စကားရှိစိတ်ထားတတ်ဖို့လိုအပ်တယ်အဲ့တော့တခုကုသိုလ်ကောင်းမှုလုံတိုင်းဟာဒီပုဂ္ဂိုလ်ကိုမရွေးချယ်ရဘူးဒီလိုမဟုတ်ဘူးတန်ခိကဒါနဆိုတာကြတော့ပုဂ္ဂိုလ်ရွေးချယ်မလိုတော့နော်တန်ခိကဒါနတန်ဃာတွေအားလုံးကိုရည်စူးတယ်ဆိုရင်ဘယ်သူပဲလာတွင်လေးတစ်ပါးပဲဖြစ်တန်ဃာကနေလွတ်လိုက်လို့ရှိရင်ဒါတန်ခိကဒါနပဲတန်ဃာကိုကိုယ်အားရည်စူးပြီးတော့လှူတာလာတဲ့ပုဂ္ဂိုလ်ကတန်ဃာရဲ့ကိုယ်စလဲတာဖြစ်တယ်လို့စိတ်ထဲမှာထားအဲ့ဒါလို့လုပ်ပြီးတော့လှူနိုင်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အမှန်တမ်းမွန်မြတ်တယ်ကဲကောင်းပြီအလှူဒါနလုပ်ပြီဆိုတဲ့အခါမှာအရေးကြီးဆုံးကအလှူရည်ဆက်လက်နဲ့မကွာလှူနေကြပေမဲ့လို့အရေးကြီးတာကိုမသိဘူးဆိုလို့ရှိရင်အကျိုးတရားဟာနည်းတတ်တယ်ဒါကြောင့်မို့အရေးကြီးတာကိုသိဖို့လိုတယ်အလှူရည်ဆက်လက်နဲ့မကွာလှူကြတဲ့အခါမှာပစ္စည်းဥစ္စာကကောင်းတာကလည်းအဓိကမဟုတ်ဘူးညံ့တာလည်းအဓိကမဟုတ်ဘူးနဲတာလည်းအဓိကမဟုတ်ဘူးများတာလည်းအဓိကမဟုတ်ဘူးအဓိကဖြစ်တာကဘာလဲလို့ဆိုရင်လှူတဲ့တန်တဲ့အခါမှာတက္ကိစ္ဆံဒါနန္ဒေတိကိုယ်အလှူပေါ်စိတ်အားကုန်စိုက်ပြီးတော့တယုတတိတလေးတစားပြင်းပြင်းစင်စင်လုပ်ပြီးတော့လှူဖို့ဒါကအရေးကြီးတယ်နော်ပန်းလေးတစ်ပွင့်ဖျားတင်ဆွန်းလေးတစ်စောင်းလုံးဆွန်းလေးတစ်စွန်းလောင်းပြင်းပြင်းစင်စင်လုပ်ပြီးတော့တယုတတိစိတ်ထဲမှာအာယုံစိုက်ပြီးတော့လှူဖို့လိုတယ်အဲ့ဒါဆိုရင်ကိုယ်မှာအကျိုးတွေအများကြီးရအဲ့လိုမဟုတ်ဘဲနဲ့မလှုပ်ချင်အမှတ်တမဲ့လှုပ်လိုက်လို့ရှိရင်ဒီကုသိုလ်ကောင်းမှုကညံ့သွားတယ်မရဘူးတော့မဟုတ်ဘူးညံ့သွားအကျိုးပေးတဲ့အခါလဲညံ့သွားစိတ်အားဆိုင်ပြီးတော့လှူတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကြတော့မြတ်နောက်တစ်ခုကစိတ်တိကတ္တဝါဒါနဒေတိလေလှူပြီးဆိုတဲ့အခါပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ်ထားကိုယ့်အတွက်လှူတာမဟုတ်ဘူးအသားကိုပူဇော်တယ်သူ့ရဲ့အာယုပြုလိုက်တန်ဃာတစ်ပါးဆွမ်းလာရတဲ့ဆိုလို့ရှိရင်ဘုန်းကြီးတစ်ပါးဆွမ်းလာရတဲ့ဆိုရင်တန်ဃာကုံကိုအာယုပြုလိုက်တန်ဃာတွေကိုလှူပါတယ်ဒီကိုယ်တော်ကနေတဆင့်တန်ဃာတွေကိုလှူပါတယ်လို့အာယုပြုလိုက်ပြုပြီးတဲ့အခါမှာဒီတန်ဃာတွေရဲ့တဏ္ဍာမှာရှိတဲ့သီလကိုပူဇော်ပါတယ်
တမာတိကိုပူဇော်ပါတယ်ပညာကိုပူဇော်ပါတယ်ဆိုပြီးတော့ဆောင်းလေးတစ်စုံလောင်းလာဟောစိတ်ကြည်ကတ္တဝါဒါနံဒိဋ္ဌိဒီကိုယ်တော်စာကျက်ထားတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားတရားတော်တွေသူသိတယ်မြတ်စွာဘုရားတရားတော်တွေကိုငါပူဇော်ပါတယ်လို့ဆိုပြီးတော့လှူလိုက်စိတ်ကြည်ကတ္တဝါဒါနံဒိဋ္ဌိလှူတဲ့လက်ဟာတောင်းကြလို့ရှိရင်ရယူတဲ့လက်ဖြစ်မှာဟောလှူတဲ့လက်မဟုတ်ဘူးဆိုရင်ယူနိုင်တဲ့လက်ပဲဖြစ်တတ်ဘူးပေါ့ဒါကြောင့်မို့လို့ဝေလာမသုတ်တံမှာမြတ်စွာဘုရားကဟောထားတဲ့ဒါတွေကိုနောက်ဆုံးတစ်ခုကတော့ဘာလဲလို့ဆိုရင်အာဂမနဒိဋ္ဌိကောဒါနံဒိဋ္ဌိလှူပြီးဆိုတဲ့အခါမှာဘယ်လိုပဲလှုပ်လို့ကိုယ်ရင်နဲ့နှလုံးနဲ့ဖြစ်တဲ့စေတနာစွမ်းအားတွေဟာကိုယ်စီကိုတုတ်ပြန်လာမှာဆိုတာမြင်နဲ့အသိဉာဏ်နဲ့လှူရမယ်ကြောက်ွယ်သွားတာဆိုတာမရှိဘူးရင်ထဲမှာဖြစ်လိုက်တာဒါပေါ်လာတာခေါ်တာပဲလှူခြင်းတဲ့စေတနာသည်ကိုယ်ရင်ထဲမှာဖြစ်တယ်အဲ့ဒီဖြစ်လာတဲ့စေတနာစွမ်းအားကြောင့်လှူလိုက်တယ်အဲ့ဒီလှူမှုအကျိုးတရားသည်ကိုယ်ရင်ထဲမှာသူကဘာနဲ့ဥပမာတူတော့ဆိုမျိုးစေ့နဲ့ဥပမာတူသွားတယ်ကိုယ်ရင်ထဲမှာကိုယ်တဏ္ဍာမှာမျိုးစေ့တစ်ခုရသွားအဲ့ဒီမျိုးစေ့ဟာမြေနဲ့ရေနဲ့တွေ့ရင်ပေါက်တယ်လို့ပဲခုနကစေတနာစွမ်းအားနဲ့လှူဖြစ်သွားပြီဆိုတဲ့ရလိုက်တဲ့ကုသိုလ်ဟာကိုယ်တဏ္ဍာမှာမျိုးစေ့တစ်ခွဲစိတ်အစဉ်မှာကိန်းဝတ်သွားခုခေတ်စကားနဲ့ပြောရင် online ဖြစ်သွားတယ် online ဖြစ်သွားလို့ရှိရင်အချိန်မီသူကကောင်းကျိုးချမ်းသာတွေကိုပေးမယ်လို့အကြောင်းညီညွတ်လာလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကိုပေးတယ်လို့ဒါကြောင့်မို့လို့လှူပြီးဆိုတဲ့အခါမှာအဲ့ဒီလိုစိတ်ဓာတ်မျိုးနဲ့လှူဖို့လိုအပ်တယ်ပေါ့လှုပ်တတ်မှအကျိုးရှိတယ်စီးပွားဥစ္စာလုပ်ရင်လည်းလှုပ်တတ်တဲ့လူကပို့ပြီးတော့ကောင်းကျိုးချမ်းသာရမလှုပ်တတ်တဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာမရဘူးနည်းတယ်တခါတည်းရန်ကုသိုလ်လုပ်နေပေမဲ့လို့အကုသိုလ်တွေဖြစ်တတ်သေးတယ်တတိထားဖို့ရကုသိုလ်လုပ်နေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ထဲမှာကုသိုလ်ပဲဖြစ်အောင်ကြိုးစားအကုသိုလ်မဖြစ်စေဘုံဆုံးလောင်းနေတဲ့အချိန်မှာကိုမကြိုက်တဲ့အမူအရာတွေနဲ့ကိုမကြည်ညိုစရာစိတ်ထဲမှာပေါ်လာတာကိုသွားပြီးတော့ကဲ့ရဲ့ပြစ်တင်ပြီးတော့ဒီရှုပ်ချတဲ့စိတ်တွေအကုသိုလ်တွေဝင်ရင်ဘယ်သူအကုသိုလ်ဖြစ်တယ်ဆိုကိုယ်ပဲအကုသိုလ်ဖြစ်သွားစိတ်ထားတတ်ဖို့လိုတယ်ပေါ့ဒါကအမတ္တမအရေးကြီးတာပဲစိတ်ထားတတ်ရင်ကိုယ်ကမြတ်သွားနောက်တန်ဃာတွေကိုရည်စူးထားတဲ့ပစ္စည်းတွေနဲ့ပတ်သက်တဲ့အခါမှာလည်းပဲတန်ဃာတွေကိုရည်စူးထားတဲ့ပစ္စည်းဟာတန်ဃာတွေနဲ့သက်ဆိုင်မလူရသေးပေမဲ့လို့တန်ဃာကိုရည်စူးထားပြီးဆိုတဲ့အခါမှာကိုကအလေးတစ်ခုဂရုစိုက်ဖို့လိုအပ်တယ်ပေါ့နော်ရှင်းတော့ကတန်ဃာတွေရည်စူးထားတဲ့ပစ္စည်းတွေကိုစားဥစားပြစားမိတဲ့ပုဂ္ဂိုလ်တွေဟာပြိတ္တာဘဝရောက်သွားတတ်ကြတယ်ဒါမျိုးလည်းရှိတတ်သေးတယ်နော်အမှန်တမ်းတတိထားရတယ်ပေါ့တန်ဃာဆိုတာကိုရည်စူးလိုက်ပြီဆိုလို့ရှိရင်ဒီတန်ဃာတွေအတွက်တက်ကိုကစိတ်ထဲမှာထားပြီဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုကအများကြီးဖြစ်လာအဲ့တော့လူတွေမှာကုသိုလ်ရဖို့အတွက်အလှူခံပုဂ္ဂိုလ်ကလည်းအရေးကြီးတာမှန်တယ်လှူတဲ့ပုဂ္ဂိုလ်ကလည်းအရေးကြီးတာမှန်တယ်အဲ့ဒီလိုမှန်တဲ့နှစ်ခုတည်းမှာအလှူခံပုဂ္ဂိုလ်လည်းအရေးကြီးတယ်လှူတဲ့ပုဂ္ဂိုလ်လည်းအရေးကြီးတယ်ဆိုရင်ကဲထပ်ပြီးတော့ရွေးရင်သူတို့နှစ်ဦးဟာဘယ်သူကပိုအရေးကြီးတယ်လဲဆိုတာစဉ်းစားဖို့လိုအပ်တယ်ပေါ့အလှူခံပုဂ္ဂိုလ်ကပိုအရေးကြီးတာလားလှူတဲ့ပုဂ္ဂိုလ်ကပိုအရေးကြီးတာလားလို့ပြန်ပြီးတော့ကြည့်လိုက်လို့ရှင်အဖြေကိုရှာရင်ဘယ်လိုရှာမလို့ဆိုရင်ဒါနကုသိုလ်သည်အလှူခံပုဂ္ဂိုလ်မှာဖြစ်တာလားလှူတဲ့အလှူရှင်မှာဖြစ်တာလားလှူတဲ့အလှူရှင်မှာဖြစ်တာနော်အလှူခံပုဂ္ဂိုလ်ကကိုယ်အလှူပစ္စည်းကိုလက်ခံသူသာဖြစ်တယ်အာယုံပြုเสียအနေနဲ့သာဖြစ်တာဒီကုသိုလ်စိတ်ကဘု து တဏ္ဍာမှာဖြစ်တာတော့ဆိုလှူတဲ့လူရဲ့တဏ္ဍာမှာဖြစ်တာအဲ့တော့လှူတဲ့လူရဲ့တဏ္ဍာမှာဖြစ်သည့်အတွက်ကြောင့်လှူတဲ့လူရဲ့တဏ္ဍာစေတနာစွမ်းအားကြီးလို့ရှိရင်ဒီကုသိုလ်ရဲ့အကျိုးဟာကြီးတာဒါကြောင့်မို့လို့အထက်ကရာမှာရှင်းထားတာမှတ်သားစရာတစ်ခုရှိတယ်တချို့ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်သွားလှူလိုက်ရင်အကျိုးတွေမြတ်မယ်မဟုတ်ဘူးလားဟုတ်တယ်
ဟုတ်တယ်လားဟုတ်တယ်အရေးကြီးဆုံးကတော့အလှူခံပုဂ္ဂိုလ်တဲ့အရေးကြီးတာလှူတဲ့လူကအရေးကြီးတယ်ဘာကြောင့်အရေးကြီးတာတော့ကုသိုလ်သည်သူ့ယင်ထဲမှာဖြစ်တာအလှူခံပုဂ္ဂိုလ်ရဲ့ယင်ထဲမှာဖြစ်တာမဟုတ်ဘူးအဲ့ဒါကိုဥပမာတစ်ခုအထက်ကရာဆရာကဥပမာပေးပြီးနားလည်အောင်ပြောထားတဲ့စကားတစ်ခုရှိတယ်မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတဲ့အလှူဒါကတစ်ခုရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတဲ့အလှူဒါကတစ်ခုမြတ်စွာဘုရားနဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတယ်ဆိုရင်အလှူရှင်ကမြတ်ပြီးတော့အလှူခံကညက်တစ်ဆင့်နေသွားဟုတ်ကဲ့တခါရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူရင်အလှူခံပုဂ္ဂိုလ်ကမြတ်နေပြီးတော့လှူတဲ့ပုဂ္ဂိုလ်ကတစ်ဆင့်နေသွားအဲ့ဒီအလှူနှစ်ခုဟာတမန်အားဖြင့်ကြည့်မယ်ဆိုရင်ရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတယ်ဆိုတော့ဘုရားလှူရတာအကောင်းဆုံးပဲလို့တွေးမယ်ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာအလှူကပိုမြတ်လိမ့်မယ်လို့ဒီလိုပြောကောင်းပြောလိုက်အလှူခံပုဂ္ဂိုလ်ဘက်ကကြည့်မဟုတ်ဘူးအဖြေမှန်ကြတော့ဘယ်လိုထုတ်တုံဆိုရင်မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတာပိုမြတ်တယ်ဘာဖြစ်လို့ဒါနကုသိုလ်ကဘုရားတဏ္ဍာမှာဆိုပါတော့ဖြစ်เสียကအလှူခံပုဂ္ဂိုလ်မှာဖြစ်တာမဟုတ်ဘူးအလှူပေးပုဂ္ဂိုလ်မှာဖြစ်တာဒီလိုဆိုတာဟုတ်ကဲ့အဲ့တော့ရိုးရိုးလေးစဉ်းစားလိုက်ရင်ကိုသိတယ်ဒါနကုသိုလ်သည်ဘု து တဏ္ဍာမှာဖြစ်တာတော့ဆိုလို့ရှိရင်လှူတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တာအလှူခံပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့လှူတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကပိုအရေးကြီးတယ်လို့ဒီလိုတွေ့ရတယ်အဲ့တော့ဒါနကောင်းမှုလုပ်တိုင်းလုပ်တိုင်းဒါကြောင့်မို့မြတ်စွာဘုရားကတက္ကိသံဒါနံဒေတိတလေးတစားလှူမိဖို့အရေးကြီးတယ်စိတ်တိကတ္တဝဒါနံဒေတိပူဇော်လိုတဲ့စိတ်နဲ့လှူဖို့အရေးကြီးတယ်ပဟတ္ထဒါနံဒေတိကိုယ်လက်နဲ့လှူဖို့အရေးကြီးတယ်အာဂမနဒိဋ္ဌိကိုဒါနံဒေတိတဲ့လှူတဲ့အလှူရဲ့အကျိုးဟာရောက်လာမှာလို့ဆိုတာကိုယုံကြည်ချက်နဲ့သိမြင်တဲ့အသိဉာဏ်နဲ့လှူဖို့အရေးကြီးတယ်ဆိုတာဒါအဓိကအဲ့ဒီမှာတစ်ခုထည့်ထားတာတော့အနပဝိတံဒါနံဒိဋ္ဌိစွန့်ပစ်တဲ့အနေနဲ့တော့မလှူရဘူးလို့ဒီလိုပြောတာဒါမယုံမသိလှူတဲ့အဓိပ္ပာယ်ကိုပြောတာနော်စွန့်ပစ်တဲ့ပစ္စည်းအဲ့ဒါမျိုးမဖြစ်စေရဘူးလို့အဲ့တော့ဘယ်ရာပဲဖြစ်ဖြစ်စီးပွားရေးလှုပ်တာပဲဖြစ်ဖြစ်ကုသိုလ်ရေးလှုပ်တာပဲဖြစ်ဖြစ်စနစ်တကျလှုပ်တတ်လို့ရှိရင်ကောင်းကျိုးချမ်းသာတွေရစနစ်တကျမလှုပ်တတ်လို့ရှိရင်ဒါအလေအလွင့်လို့ညံ့သွားတာတို့ဒါကတော့ဖြစ်မှာပဲဘယ်ကိစ္စဖြစ်ညံ့သွားမှာပဲအညံ့နေနဲ့ရောသွားရင်ညံ့သွားမှာပဲကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်သွားရင်ညံ့သွားမှာပဲဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဒီကုသိုလ်နဲ့ပတ်သက်ပြီးတော့ရှေ့နောက်ဟာသူကကုသိုလ်ခြံရံပြီးတော့လုပ်ရမယ်လို့ဒီလိုပြောတာကုသိုလ်ခြံရံပြီးလုပ်တယ်ဆိုတာဘယ်လိုဟာကိုဆိုတာတော့ဆိုလို့ရှိရင်နော်လူတွေရဲ့စိတ်ဆိုတာကုသိုလ်ဖြစ်လိုက်အကုသိုလ်ဖြစ်လိုက်တော့ရှိတာပေါ့ရှိပေမဲ့လို့ကြည့်ကိုကအလှူဒန်းတစ်ခုလုပ်တယ်အဲ့ဒီအလှူဒန်းမလုပ်ခင်ကလည်းပဲဒီအလှူဒန်းနဲ့ပတ်သက်ပြီးတော့ကုသိုလ်စိတ်တွေဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးမလှူခင်ကလည်းကုသိုလ်စိတ်တွေဖြစ်လှူနေတဲ့အချိန်မှာလည်းကုသိုလ်စိတ်ဖြစ်တယ်လှူပြီးတော့နောက်ပိုင်းမှာလည်းပဲကုသိုလ်စိတ်တွေပဲဖြစ်ရအဲ့တခါတည်းအဲ့လိုမဟုတ်ဘဲနဲ့ဒီအလှူနဲ့ပတ်သက်ပြီးတော့မလှူခင်ကလည်းဒီအလှူပေါ်မှာအမြင်မကြည်လင်တဲ့အကုသိုလ်ဖြစ်တယ်လှူပြီးတဲ့နောက်မှာလည်းပဲအမြင်မကြည်လင်တဲ့အကုသိုလ်ဖြစ်တယ်ဆိုရင်အကုသိုလ်နှစ်ခုကခြံထားလိုက်တာဒီအလှူနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာရှေ့ပိုင်းကလည်းအကုသိုလ်ဖြစ်တယ်နောက်လည်းအကုသိုလ်ဖြစ်တယ်ဆိုရင်ဩမကကုသိုလ်လို့ခေါ်တယ်အောက်တန်းကျသွားဒီကုသိုလ်ကညံ့သွားဒီလိုဆိုလိုတာပေါ့အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်းရှေ့ကလည်းကုသိုလ်နောက်ကလည်းကုသိုလ်ဖြစ်ဖို့ဒီကုသိုလ်နဲ့ပတ်သက်တဲ့ကုသိုလ်ပြောစိတ်ရှေ့ကလည်းပဲစိတ်ထားမွန်မြတ်နေရမယ်နောက်ကလည်းပဲစိတ်ထားမွန်မြတ်နေရမယ်ဆိုလိုတာကဒီစေတနာသုံးဏညီရတယ်ဆိုတာပုဗ္ဗေဝဒါနာသူမနောမလူခင်ကလည်းစိတ်ကဒီအလူနဲ့ပတ်သက်ပြီးဒီကောင်းမှုနဲ့ပတ်သက်ပြီးစိတ်ကကျေနပ်ပြီးတော့နှစ်သက်နေတယ်
တဒံစိတ်တံပတာတွေလူနေတဲ့အချိန်မှာလဲစိတ်ကသရာနဲ့ကြည်နူးနေတယ်ဓတ္တဝါအတ္တမနောလှူပြီးတဲ့နောက်မှလည်းပဲဝမ်းသာနေရဒီကုသိုလ်နဲ့ပတ်သက်ဟောအဲ့ဒါလို့သုံးမျိုးသုံးစားညီအောင်လုပ်နိုင်ပြီဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ဟာပြည့်ပြည့်စုံတဲ့ကုသိုလ်ဖြစ်တယ်ကောင်းကျိုးချမ်းသာအပြည့်အဝရတယ်လို့ဒီလိုခေါ်တာနော်အပြည့်အဝမရဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာတခုခုချုပ်ရင်းသွားလို့နောက်ဆုံးမှာအပရစေရနာပြတ်တယ်ဆိုတဲ့အခါမှာအမှန်တမ်းဒုက္ခရောက်ဒီကနေ့ခေတ်မှာလည်းရှိတယ်အပရစေရနာပြတ်သွားလို့ရှိရင်ချမ်းသာပါတယ်ဒါပေမဲ့မသုံးရဘူးရတော့ရတယ်ကုသိုလ်ကောင်းမှုလုံးလို့ပစ္စည်းဥစ္စာတွေရတယ်ဒါပေမဲ့သုံးဆွဲခြင်းနဲ့စိတ်မရှိမြတ်စွာဘုရားလက်ထက်တုန်းကတာဝတိပြည်မှာတထေးကြီးတယောက်ရှိတယ်သူကတဘွားလည်းမကဘူးခုနှစ်ဘွားတထေးဖြစ်တယ်ဘာဖြစ်လို့တထေးဖြစ်တုံးဆိုတကရတိခိဆိုတဲ့ပိစိကဗုဒ္ဓကိုဆွန်းလောင်းဖို့သူကပြောခဲ့တယ်သူမိသားစုကိုဒီပိစိကဗုဒ္ဓကိုဆွန်းလောင်းလိုက်ပါလို့ဆိုပြောသွားနောက်ဆွန်းလောင်းပြီးတဲ့အခါမှာပိစိကဗုဒ္ဓရဲ့တပိတ်ကိုဖွင့်ကြည့်တဲ့အခါဟိုတထေးကြော်ကြီးကသရတရားကောင်းတော့အမှန်တမ်းကောင်းတဲ့ဆွန်းကိုလောင်းတဲ့အခါမှာသူသရတရားမထိန်နိုင်စိတ်ထဲမှာကွက်သွားဒါလောက်ကောင်းတာကြီးကိုလောင်းလိုက်ရမလားပေါ့နော်ငါအိမ်ကအလုသမားတွေဒါတွေကျွေးလိုက်ရရင်ဥပါတိုင်းခိုင်းလို့ရမှာပဲဆိုတဲ့စိတ်သွားပေါ်သွားအဲ့ဒီလိုစိတ်ကွက်သွားတဲ့အတွက်ကြောင့်ဆွန်းလောင်းခိုင်းလိုက်တဲ့ကုသိုလ်ကြောင့်သူကခုနှစ်ဘဝပစ္စည်းဥစ္စာချမ်းသာတဲ့တထေးဖြစ်တယ်စိတ်ကွက်သွားတဲ့အတွက်ကြောင့်ချမ်းသာတဲ့များပစ္စည်းဥစ္စာတွေ तू မသုံးရဘူးဆိုတာသုံးညင်စိတ်ကိုမရှိပိုင်တော့ပိုင်တယ်မသုံးရဘုန်းကြီးတို့ဒီမန္တလေးမှာလည်းပဲတထေးဖြစ်ပြီးတော့ဆင်းရဲသားလို့နေသွားတာတွေရှိတယ်နော်ဆင်းရဲသားတွေနေသွားတာရှိတယ်မသုံးရက်မစွဲရက်နဲ့ဒီလိုဖြစ်သွားအဲ့ဒါလူတွေကတော့ထင်တယ်နှမျောတယ်လို့ထင်တယ်မဟုတ်ဘူးအကုသိုလ်ကံပါလာတာတော်တော်ကြောက်စရာကောင်းတယ်ပစ္စည်းတွေရရဲ့တန်းနဲ့သူ့စိတ်ကိုမသုံးညင်ကားစီးနိုင်တယ်မစီးဘူးနော်ကောင်းကောင်းဝတ်နိုင်တယ်မဟုတ်ဘူးကောင်းကောင်းစားနိုင်တယ်မစားဘူးဒါတွေကလည်းအကုခုနကအပရစေရနာပြတ်တဲ့သဘောတွေရှိတယ်ပေါ့အဲ့ဒါလို့ဖြစ်သွားတာဟာအမှန်တမ်းဒီကိုယ့်ရဲ့ကုသိုလ်ကံရဲ့အကျိုးကိုမခံစားရတဲ့သဘောတွေပေါ့နော်အေးကောင်းပြီအဲ့ဒီတထေးကြီးဟာနောက်ဆုံးမှာကုသိုလ်ကောင်းမှုလည်းအသစ်မလုပ်ဘူးအဟောင်းလည်းကုန်သွားပြီဘယ်ရောက်သွားတော့ဆိုနောက်ဆုံးတည်တဲ့အခါရောရုဝငရေပြန်ကြပါပဲဟောအမတန်မှဘဝတစ်ခုဆိုတာကုသိုလ်ကံရဲ့အကျိုးခံစားရပြီမဲ့လို့ဆက်ပြီးတော့မထိန်နိုင်ဘူးဆိုလို့ရှိရင်ဒီကုသိုလ်ကံအရှိန်ဆိုတာကုန်သွားတာပဲအေးဒါကြောင့်မို့လို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့လူဘဝရပြီးတော့သာသနာတော်ကြီးနဲ့ဂျုံတွေ့တဲ့အခါမှာကိုယ်ရင်နဲ့နှလုံးထဲမှာကုသိုလ်စိတ်တွေညံ့ညပ်ဖြစ်အောင်နှလုံးထားတတ်ဖို့စိတ်ထားတတ်ရင်မြတ်တယ်လို့ဆိုတဲ့အတိုင်းကိုယ်တဏ္ဍာမှာအမြတ်များများရအောင်လုပ်တတ်ဖို့ဒါအရေးကြီးတယ်လူချင်းတူပေမဲ့လို့နော်လူချင်းတူပေမဲ့လို့ခုနကစိတ်ထားမတတ်တဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်အမြတ်မရနိုင်ဘူးအမတ်တမဲ့နေသွားတဲ့ပုဂ္ဂိုလ်တွေကအမြတ်မရဘူးနောက်ဆုံးမှာဘဝဆိုတာအဆုံးမတတ်ဘူးမဟုတ်ဘူးဆုံးတတ်သွားမှာပဲဒီနေ့ကျတော့ကုန်သွားမယ်ဒီအချိန်လေးအဲ့တော့အချိန်မကုန်ခင်တို့တွေဟာတန်ဃာတွေထင်ရှားရှိနေတဲ့အချိန်ဘုံစွမ်းလောင်းတဲ့တန်ဃာတွေကိုလွမ်းနေဆိုရင်လောင်းတိုင်းတို့တွေကဖရာလက်ထက်ကအရိယတန်ဃာတွေကိုမှတ်မျောပြီးတော့ဒီဖရာရဲ့တပိတာဝကတန်ဃာတွေကိုလှူဒန်းပါတယ်ဆိုတဲ့တန်ဃာပေါ်မှာအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်စေတနာတွေနဲ့လုပ်တဲ့ကုသိုလ်ဟာအတိုင်းမသိမြတ်စွာဘုရားဟောထားတဲ့အကျိုးကျေးဇူးတွေကိုရနိုင်တယ်လို့သဘောပေါက်နားလည်ပြီးတော့မိမိတို့လုပ်နေတဲ့ကုသိုလ်ကောင်းမှုပို့ပြီးတော့ရရှိလာကောင်းမှုပင်မျိုးကိုစိုက်ပျိုးနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာ
ဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရအခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခအဓိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း